နေဝင်တော့မဲ့အချိန်ဆိုလို့ရှိရင်ခရီးကလည်းပဲဝေးကွာနေသေးတယ်အမောင်တူကြီးကလည်းတန်းပြီတန်းတော့မယ်နေဝင်ပျောက်ကွယ်သွားလို့ရှိရင်လမ်းခရီးမှာအန္တရာယ်တွေကလည်းအမတန်ပြောင်းတဲ့လမ်းခရီးမှာရှောက်လန်းရမယ်ဆိုအဲ့ဒီအချိန်မှာနေဝင်လို့အလင်းရောင်ကင်းမဲ့တဲ့အချိန်ရောက်နေပြီဆိုလို့ရှိရင်အမတန်မှတနာစရာအကောင်းဆုံးအချိန်ဖြစ်ပြီပေါ့အခက်ခဲတွေအမတန်ကြုံကြထို့တူပဲဘဝစည်းစာဆိုတဲ့ဘဝရဲ့နေဝင်ချိန်နာကတ်လာပြီဆိုလို့ရှိရင်လူတွေဟာဒုက္ခရောက်ကြတယ်အာနာရှိတဲ့လူရောအာနာမဲ့တဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောတူတူပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်တော့ကဲမဲ့လူနဲ့အလံဝေးလာတယ်အတ္တနောလောကောအနဘိတရောတဲ့မြတ်စွာဘုရားလောကကြီးဟာအကာအကွယ်ကင်းမဲ့နေတယ်ဘဝစည်းစာရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုဘယ်သူကမှဒီနေဝင်မိုးချုပ်ဖြစ်သွားမဲ့ဘဝကြီးကိုတားဆီးပေးလို့မရဘူးဘဝတစ်ခုကမှောင်ကြတော့မယ်သိခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန်ဟာတဏှာစရာအကောင်းဆုံးအချိန်ပဲတဏှာစရာအကောင်းဆုံးအချိန်သူကိုဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်တော့ဘဝတစ်ခုအဆုံးသတ်ကြရမယ်အဲ့ဒီအဆုံးသတ်ရခါနေ့အချိန်ရောက်လာပြီဆိုရင်တဏှာစရာအကောင်းဆုံးအချိန်ဖြစ်လာပြီဒီထဲမှာသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာလွယ်လွယ်ကူကူနဲ့သိခြင်းတရားကိုရင်ဆိုင်ရတာမဟုတ်ဘူးခက်ခဲနဲ့သိခြင်းတရားကိုရင်ဆိုင်ရတာလောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လန်းရမယ့်ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေကဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင်မမြင်နိုင်တဲ့အရာတွေဟာလူတစ်ယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရအောင်မယ်ဆိုတော့မသိဘူးတို့အသက်ဟာဘလောက်ရှင်မယ်ဆိုတာဘယ်သူမှကြိုပြောလို့မရဘူးတဲ့လောကကြီးမှာမသိနိုင်တဲ့အဲ့ဒါဘလောက်ပဲချမ်းသာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးသွားနိုင်အခုမာကြီးတော်ကြာမရှိတော့ဘူးဆိုတာမျိုးလည်းဖြစ်သွားနိုင်ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမြို့တက်သွားဘုန်းကြီးတစ်ပါးနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတယောက်ဖုန်းဆက်တယ်ဖုန်းထဲမှာစကားပြောသိမကြပါဘူးမေမျိုးကပြန်ဆင်းလာတဲ့အခါကျဖုန်းတကောဝင်လာခုနကဖုန်းဆက်တဲ့တကဆုံးလို့တဲ့ဟောမယုံနိုင်လောက်အဖြစ်ပြမျိုး